ဒီဗီဒီယိုထဲမှာပြပြပေးသွားမှာကအာဂျူဟိုရှီအနေနဲ့ကအခုနောက်ပိုင်းဘာလို့အဲ့လောက်ထိရှုံးနေရလဲပေါ့နော်အာဂျူဟိုရှီအနေနဲ့အဓိကကတော့ drafting problem ဖြစ်နေရမလို့ပါမတာဟီရိုတွေကိုမယူဘဲနဲ့ cover pit တွေကဟီရိုတွေကိုပဲအခုချိန်ကြီးအားကိုးနေတော့မယ်ပြီးတော့ team chemistry ကလည်းအရင်လိုမဟုတ်တော့ဘူးပေါ့နော်ဒီ rotation error တွေရော communication miss တွေကြောင့်ရော team fight တွေကအများတန်းရှုံးနေရပေါ့နော်နောက်တစ်ခုကကျတော့ pressure ပါအာဂျူဟိုရှီကဒီ fan base အကြီးရှိတဲ့ team တစ်ခုဖြစ်တယ်ပေါ့နော်ပွဲတစ်ခုရှုံးတိုင်းဒီအများတန်းဝေဖန်ခံနေရတယ်ပေါ့နော်ဒါပေမဲ့အာဂျူကdepth တော့မဟုတ်သေးပါဘူးဒီ drag နဲ့ macro ပြန်ကောင်းလာမယ်ဆိုရင်တော့ပြန်ပြီးတော့ comeback လုပ်နိုင်တဲ့ potential အပြည့်ရှိနေတဲ့အသင်းဖြစ်နေတော့မှာပဲကျွန်တော်တို့အာဂျူ fan နေနဲ့ကလည်းအာဂျူဘလောက်ပဲရှုံးပေါ့နော်ကျွန်တော်ဆက်ပြီးတော့ပဲအားပေးသွားအောင်ပါကျွန်တော်တို့ဒီ Kogan Esport လေးကလည်းဒီ mobile legend နဲ့ပတ်သက်တဲ့ content တွေကိုအများတန်းတင်နေမှာဖြစ်တဲ့အတွက်အစမပြတ်တင်နေမှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ Kogan Esport ကိုလည်း follow လေးလုပ်ခဲ့ပေးကြပါဦးဗျာ